ဒီနေ့ဇလန်းလေးကတော့တကယ်ကိုရင်တထိတ်ထိတ်နဲ့ကြည်ရမယ်နန်းတွင်းအကွက်စင်ဒရမာကြီးပဲဗျာဇလန်းအစမှာမင်းကြီးဟာညတိုင်းအိမ်မက်ဆိုးတွေမက်ပြီးလက်နိုးနေတာရက်တော်ကြာနေပြီဘလောက်တောင်လဲဆိုရင်နန်းတွင်းကသမားတော်တွေပေးတဲ့စိတ်ငြိမ်စေးရည်တွေတိုက်တာတောင်လုံးဝမသက်သာဘူးဖြစ်နေတာမင်းကြီးခများကြောက်လန့်တုန်လှုပ်ပြီးကြောက်ငါတကယ်ကြောက်တယ်ဒါကတာမန်အိမ်မက်ဆိုးမဟုတ်ဘူးလို့ရင်ဖွင့်ရှာတယ်ဒီလိုနဲ့မင်းကြီးရဲ့အနာကတစ္ဆာရှိတဲ့သူတွေကမင်းကြီးရဲ့စပွဲပေါ်မှာအစားအသောက်အသစ်တွေရှိလားဒါမှမဟုတ်အဆောင်အယောင်အသစ်တွေများရောက်နေသလားဆိုပြီးအသေးစိတ်လိုက်စစ်ကြတော့တာပေါ့အစားအသောက်တွေကတော့အရင်အတိုင်းပဲဒါပေမဲ့မကြသေးခင်ကမှရောက်လာတဲ့အမှုပညာလက်ရာတွေနဲ့ပဏာတော်တွေအများကြီးရှိနေတာဗျဒါနဲ့အိပ်ပျော်အောင်ထွန်းပေးရတဲ့နန္တာပေါင်းကိုယူစစ်လိုက်တဲ့အချိန်မှာပဲအဖြေကထွက်လာပါရောတာမန်ဆိုရင်နန္တာပေါင်းပြာကတန်းစင်နေရမှာဖြစ်ပေမဲ့အခုနန္တာပေါင်းထဲမှာတော့တဲမှုန့်လိုအမှုန့်တွေရောနေတာကိုတွေးလိုက်ရတယ်ဒါဟာတကယ်တော့တယောက်ကနန္တာပေါင်းထဲမှာအစိတ်မှုန့်တွေထည့်ပြီးမင်းကြီးကိုလေထုထဲကနေတဆင့်အစိတ်ခတ်နေတာဗျဒီအစိတ်ကမီးလောင်ပြီးမီးခိုးနဲ့အတူပျောက်ကွယ်သွားတာမို့လို့တက်သေးဖြောက်ရအရန်လွယ်ကူပြီးအရင်တုန်းကအိမ်ရှိမင်းသားကိုလှုပ်ကြံတုန်းကသုံးခဲ့တဲ့နီလန်အတိုင်းပဲဖြစ်နေတာဒါဆိုတစ္ဆာဖောက်ကိုအခုချက်ချင်းသွားဖမ်းရမလားလို့မေးကြပေမဲ့နေဦးလောလောဆယ်ရန်သူကိုအရေးအခြေမပြနဲ့ဦးအတွင်းလူတစ္ဆာဖောက်ကမင်းကြီးအနာအထိအလွယ်တကူလက်လန်းမိနေတာဆိုတော့ဖမ်းရတာမလွယ်ဘူးလို့ဆုံးဖြတ်လိုက်ကြတယ်ဒါနဲ့သူတို့ကအစီအစဉ်တစ်ခုဆွဲလိုက်တယ်သူတို့ကမင်းကြီးရဲ့အိမ်မက်တွေကိုလာပြီးနှောက်ယှက်နေမှာတော့ငါတို့ကလည်းသူတို့အကွက်ထဲဝင်ချင်းအောင်ဆောင်ပြီးတစ္ဆာဖောက်ကိုအမိဖမ်းရအောင်တဲ့အဲ့ဒီနောက်မှာတော့နန်းတာပေါင်းကိုတခြားဆေးဖက်ဝင်အပင်တွေနဲ့လဲလှယ်လိုက်ပြီးဝတ်ပြုပွဲ ritual မှာတစ္ဆာဖောက်ကိုငါးစာချဖို့ပြင်ဆင်ကြတော့တာပေါ့ဝတ်ပြုပွဲလဲရောက်ရောတစ္ဆာဖောက်ကမင်းကြီးရဲ့အိမ်မက်ဆိုးတွေအကြောင်းကိုအသုံးချပြီးအကွက်ရွှေ့ဖို့စ조사တာပေါ့ဒါပေမဲ့သူကပဲမင်းကြီးကိုထောင်ချောက်ဆင်နေတယ်ထင်နေတာတကယ်တော့သူကိုယ်တိုင်ကအကွက်ဆင်ခံထားရတာဗျမင်းကြီးဘက်ကလူတွေကမင်းမဲနန္တာပေါင်းနဲ့အစိတ်ခတ်တာမလားဒီကိစ္စနောက်ွယ်ကမာစတာကဘသူလဲလို့မေးတဲ့အခါမှာတော့တစ္ဆာဖောက်ကအထက်စီးနဲ့အစီခံတယောက်ရဲ့စကားနဲ့တင်ငါ့ကိုဆွဆွဲလို့ရမလားတက်တေပြဆန်းလို့အော်ဟစ်ညင်းဆန်နေတော့ပဲဒါပေမဲ့မင်းကြီးဘက်ကလည်းအစင်သင့်ပဲဗျာဝတ်ပြုပွဲမှာဟင်းသီးဟင်းရွက်ကုန်းပတ်တွေပြင်ဆင်ပေးတဲ့သူဟာတကယ်လူမဟုတ်ပဲလူရောင်ဆောင်ထားတဲ့တစ္ဆာဖောက်ရဲ့တပည့်ဖြစ်နေတာကိုတက်တေတွေပစ္စည်းတွေနဲ့တကွကွက်တိဖမ်းမိသွားပါရောတစ္ဆာဖောက်ကိုမင်းကိုဘသူခိုင်းတာလဲမင်းရဲ့သခင်ကဘသူလဲလို့ရိုက်နှက်စစ်ဆေးနေတော့မှာပဲရုတ်တရက်အန္တရာယ်တစ်ခုကဝင်လာပြီးကြောက်တတိထားဆိုတဲ့အော်တန်နဲ့အတူနန်းတွင်းထဲမှာရုပ်သဲတွေဖြစ်သွားတော့တာပေါ့ဗျာဒီလိုနဲ့နန်းတွင်းထဲတင်မကပဲပြင်ပလောကမှာလဲဒရမာတွေကဆက်ဖြစ်နေတာတစ်ဖက်မှာလဲငါကလုံခြုံရေးအေဂျင်စီကမင်းယူပါရဲ့မိသားစုကမင်းယူမဟုတ်ပါဘူးလို့ညင်းဆိုရင်မိသားစုပြဿနာတွေတာဝန်တွေကြားထဲမှာဗျာများနေကြရသလိုတစ်ဖက်မှာလဲရင်းနှင်းစရာတန်ရောစင်တွေရှိနေပြန်တယ်ငါမင်းကိုမကာကွယ်နိုင်ခဲ့ဘူးမင်းကိုအယမ်းလွမ်းတယ်ငါစီကိုတစ်ခေါက်လောက်ပဲဖြစ်ဖြစ်ပြန်လာခဲ့ပါဦးလို့နေရောညပါတန်းတက်ပြီးငိုကြွေးနေရတဲ့တန်ရောစင်အမုန်းတွေကလည်းကြီးမားလှပါတယ်ဗျာတညမှာတော့ဇက်လိုက်မလေးလီလိုက်ကအရက်တွေမူယူအောင်တောက်ထားပြီးမင်းကအယမ်းချောတာပဲဒါပေမဲ့မင်းကယောက်ျားမဟုတ်ဘူးဘယ်တော့မှအမှန်တိုင်းမပြောဘူးလို့ရင်ဖွင့်ရင်သူ့ရဲကောင်းရှောင်းဟန်စီယဟန်ကိုသွားပြီးစနောက်နေတော့တာအဲ့ဒီမှာရှောင်းဟန်ကမင်းလဲအရက်တွေဒီလောက်တောက်ထားတာတော့အမှန်တိုင်းမပြောဘူးမလားလို့ပြန်မေးပြီးမူးနေတဲ့လီကိုအိမ်ပြန်လိုက်ဖို့လုပ်တယ်။ဒါပေမဲ့လီကအိမ်ငါမှအိမ်ဆိုတာမရှိတော့ဘူး။ငါမိသားစုလည်းမကြခင်ပျက်စီးတော့မှမလို့စိတ်မကောင်းစွာနဲ့ပြောတဲ့အခါရှောင်းဟန်ကလည်းလီကိုစိုက်ကြည့်ပြီးတိုက်ဆိုင်ပဲ။ငါမှလည်းအိမ်မရှိဘူးလို့ပြောလိုက်ပုံကတော့တကယ်ကိုရင်ထဲထိစရာပဲဗျာမိုးသေးထန်စွာရွာသွန်းနေတဲ့တကောင်ရံအချိန်ကြီးမှာအိမ်မရှိနားခိုရာမရှိပဲလောကဒဏ်ကိုရင်ဆိုင်နေရတဲ့သူတို့နှစ်ယောက်ရဲ့ကံကြမ္မာကဘလို့ဆက်ဖြစ်မလဲဆိုတာရင်တပူပူပါပဲဇက်ရှိန်ကဒီမာတင်ရက်မသွားဘူးကိုဇက်လိုက်မလေးလီကိုကဲတင်ပေးခဲ့တဲ့စော်ဘွားကြီးရဲ့စခန်းမှာတစ္ဆာဖောက်တစ်ယောက်ရှိနေတယ်ဆိုတဲ့သတင်းထွက်လာတယ်ဒီတစ္ဆာဖောက်ကလည်းရန်သူဘက်ကနေလက်နက်တွေလူအင်အားတွေနဲ့အကွက်ဆင်ပြီးစောင့်နေတာဗျမင်းငါဘက်ကရက်တီမာလား
ဒါမှမဟုတ်စော်ဘွားကြီးဘက်ကရက်တီမာလားလို့ချင်းချောက်ပြီးဓဆခံအဖြစ်ဖမ်းထားတဲ့မောင်လေးရဲ့အသက်နဲ့ပါလာပြီးဓဆခံလုပ်တာဒီလိုနဲ့ရှောင်းဟန်တို့အဖွဲ့ရောက်လာတဲ့အခါမှာတော့တိုက်ပွဲကအကြီးကျယ်စတော့တာပဲဒီညတော့မင်းတို့ဒီကနေအသက်ရှင်လျက်ပြန်ထွက်သွားဖို့မစင်စားနဲ့တော့လို့ရန်သူတွေကကျုံးသွားပြီး9 ယောက်1 ယောက်ဆိုတဲ့အယုတ်တမာနီးလန်းနဲ့ဝိုင်းချကြတော့တာအင်အားချင်းကလည်းမမျှစစ်ကူကလည်းမလာနိုင်တဲ့အခြေအနေမှာငါတို့ဒီနေ့ဒီမှာတင်တေကြရတော့မှလားလို့စိုးရိမ်နေတော့ဇက်ရှိန်အမြင့်ဆုံးအချိန်မှာပဲစစ်ကူတွေရောက်လာပြီးရန်သူတွေကိုအပြက်သက်ပြန်လဲနှိမ်နှင်းရင်းအနိုင်ယူလိုက်နိုင်တော့တာပေါ့တိုက်ပွဲတွေပြီးသွားတဲ့နောက်မှာတော့လီနဲ့ရှောင်းဟန်တို့လာရောင်အောက်မှာစကားတီးတိုးပြောဖြစ်ကြတယ်လီကငါဂျိုင်းဂလာမဟုတ်ဘူးလို့ဝန်ခံတဲ့အခါရှောင်းဟန်ကငါသိတယ်မင်းကတောကြောင်ပေါက်လေးတစ်ကောင်ပဲမင်းကတကယ်ကိုထူးဆန်းတဲ့သူပဲလို့ပြောပြီးလီကိုနှစ်သိမ့်ပေးရှာတယ်ဒါပေမဲ့ဇလန်းရဲ့အဓိကလျှို့ဝှက်ချက်ကတော့မတရားဆွဆွဲခံရပြီးတေတံပေးခံရကနီးဖြစ်နေတဲ့တရားသူကြီးစုကအမှန်တကယ်မသေးသေးပဲ6 လကြာမှကိုမြတ်ခံရမှာဖြစ်ကြောင်းသတင်းရလိုက်တဲ့အချိန်ပဲဗျာဒီမတရားမှုတွေရက်စက်ယုတ်မာမှုတွေကိုသိလိုက်ရတဲ့အခါတရားမျှတမှုကိုရှာဖွေဖို့ရောက်လာတဲ့ဇက်လိုက်မလေးလီကရင်ထဲကအမုန်းတရားတွေအကုန်ထုတ်ပြီးသွေးတောက်ကျိန်ဆိုလိုက်ပုံကတော့တကယ်ကိုပွဲချမ်းတော့မဲ့အကွက်ပဲကိုဒီကဘာမှာအမှန်တရားကိုရှာရဲတဲ့သူရှေ့ဆက်ပြီးတရားမျှတမှုကိုတောင်းဆိုရဲတဲ့သူရှိရမယ်။ငါကိုယ်တိုင်အဲ့ဒီတရိษံရဲတွေထက်ရုပ်မာတဲ့ကောင်တွေကိုဖမ်းပြီးသူတို့အရေးကွန်ကိုခွာသွေးကိုတောက်ပြမယ်။မင်းတို့တွေတေချာစောင့်ကြည့်နေလိုက်ပါဆိုပြီးဇက်ရှိန်အမြင့်ဆုံးနဲ့ဒီနေ့ရဲ့ဇလန်းလေးကတော့ပြီးဆုံးသွားခဲ့ပါတယ်။